ရုပ်ရည်ချော်မောပြီးပညာတော်ပြီးမဲ့အမှုပညာလောကရဲ့ကိုယ်ဝယ်မှာမဟုတ်တဲ့ရတနာခင်ရဲ့သားကြီးပရိသတ်များလုံးပဲမင်္ဂလာပါရှင်ရတနာခင်ကတစ်ချိန်ကမင်းသမီးအချောလာတွေထဲမှာပါဝင်မှုသူဖြစ်ပြီးမဲ့လေလက်ထပ်ပြီးတဲ့နောက်မှာတော့အမှုပညာအလုပ်တွေကိုမလုပ်ဖြစ်တော့ပါဘူးစီးပွားရေးလုပ်ငန်းတွေကိုလုပ်ကိုင်နေတဲ့ရတနာခင်ရဲ့သားတွေကလည်းအရွယ်ရောက်လာပြီးသားကြီးကတော့အသက်19နှစ်ရှိသွားပါပြီနိုင်ငံခြားမှာတက္ကသိုလ်တက်နေတဲ့ရတနာခင်ရဲ့သားကြီးကရုပ်ရည်ချော်မောတာကြောင့်ရုပ်ရှင်မင်းသားလုပ်ဖို့တော့အကြံပေးကြပါတယ်ဒါပေမဲ့ရတနာခင်ရဲ့သားကြီးဖြစ်တဲ့အဆွေဦးထက်ကတော့အမှုပညာအလုပ်တွေကိုမလုပ်ဘဲပညာရေးနဲ့စီးပွားရေးကိုပဲလုပ်ကိုင်သွားမှာဖြစ်ပါတယ်။အရက်ရှိရှိနဲ့ချောမောတဲ့ရုပ်ရည်ရှိရဲ့ဆွဲဦးထက်ကိုမိန်းကလေးတွေကသဘောကျလို့ရတနာခင်ကိုတော့ရောက်ခမကြီးဆိုပြီးစားနှောက်နေကြပါတယ်။ဒီတိုင်းမှာလည်းရောက်ခမကြီးဆိုတဲ့အထိသားဖြစ်သူနဲ့ပတ်သက်လို့ချစ်ခင်ပေးကြပါတယ်။ဒီလိုစားနှောက်ပြီးမဲ့လည်းရတနာခင်ကတော့စိတ်မဆိုးပဲနားလဲပေးနိုင်သူပါ။ချစ်ခင်လို့စားနှောက်ကြတာဖြစ်ပြီးပြောင်းလဲလာတဲ့ခေရဲ့ရေးစီးကြောင်းကိုလည်းနားလဲပေးနိုင်တာကြောင့်ရောက်ခမကြီးလို့ခေါ်တာကိုလည်းစိတ်ထဲမှာမထားခဲ့ပါဘူး။သားဖြစ်သူကိုတော့ပညာလေးပြည့်စုံစီးပွားရေးလည်းပြည့်စုံတဲ့အသက်30အရွယ်ရောက်မှပဲလက်ထပ်ဖို့အတွက်တိုက်တွန်းထားပါတယ်။အသက်ငယ်တော့မှတော့စူးစမ်းစေခြင်းသေးတာကြောင့်နိုင်ငံခြားအထိပညာသင်ကြားပေးနေတာဖြစ်ပြီးသားဖြစ်သူကလည်းရတနာခင်အပေါ်မှာနားလည်မှုရှိပါတယ်။ခင်မွန်းနဲ့ကွယ်လွန်သွားတဲ့နောက်မှာရတနာခင်ကသား3ယောက်နဲ့ပဲကြံရင်ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာသားကြီးကအမေအပေါ်မှာနားလည်မှုရှိတဲ့အပြင်လိမ္မာရေးချရှိတာကြောင့်ရတနာခင်ကတော့ဝမ်းသာနေခဲ့ရပါတယ်။ရတနာခင်ကတစ်ချိန်ကနာမည်ကြီးမင်းသမီးဖြစ်လို့အခုထိပရိသတ်တွေကချစ်ခင်ကြပြီမဲ့လေသူ့ရဲ့သားကြီးကတော့အမှုပညာအလုပ်တွေကိုမလုပ်ဘဲပညာရေးနဲ့စီးပွားရေးမှာပဲအာရုံစိုက်သွားမှာဖြစ်ပါတယ်။အခြားသောအမှုပညာရှင်တွေရဲ့သားတွေကအပြိုင်ဆိုင်အရွယ်ရောက်လာပြီးအမှုပညာအလုပ်တွေကိုလည်းလုပ်ကိုင်နေကြပါပြီ။ဒါပေမဲ့အမှုပညာရှင်ဖြစ်သွားရင်တော့ကိုယ်ပိုင်ဘဝမှာမလွတ်လပ်တာကြောင့်ဒီလောကတွေကိုမဝင်ရောက်တော့ဘူးလို့ဆိုပါတယ်။ရတနာခင်လည်းလက်ထပ်ပြီးတဲ့နောက်မှာစီးပွားရေးကိုပဲအာရုံစိုက်တာဖြစ်လို့အမှုပညာအလုပ်တွေကိုမလုပ်ကိုင်ဖြစ်တော့ပါဘူး။ချောမောတဲ့အပြင်မိခင်အပေါ်မှာပါနားလည်မှုအပြည့်ပေးတဲ့ရတနာခင်ရဲ့သားလေးလည်းဒီထက်ပိုပြီးအောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။